ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီခေါ်တာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းခြင်းမိုးကုတ်ဗရန်များမြေမှာကမ်ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်လူတစ်ယောက်ရဲ့တက်သက်မှာတစ်ချိန်တော့ကြည်ပွားချမ်းသာဖို့ကံကောင်းတတ်တယ်ဆိုတော့တသက်ပြနေတော့မိုးကုတ်မြို့ကဘိုးဆန်ညွန့်ရဲ့ဖြစ်ရလို့မြည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းခြင်းမိုးကုတ်ဗရန်များမြေကကမ်ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးခင်ဗျာတသက်မှာတစ်ချိန်ရတဲ့တော့ကြီးပွားချမ်းသာဖို့အခွင့်အရေးဗရန်များမြေမှာမြန်မာနှစ်989ခုနှစ်ကတည်းကပေါ်ပေါက်ခဲ့တဲ့ဗရန်များမြေဆိုတော့မြန်မာနိုင်ငံမှာအစောဆုံးပေါ်ခဲ့တဲ့ရတနာမြေတစ်ခုပါပဲရှေးကြဆုံးလို့ဆိုရမှာပါအဲ့ဒီကနေ့ကပေါ်ခဲ့တာဟာအခုထိလည်းထွက်နေသေးပါပဲဒါပေမဲ့ထွက်အားတော့နေသွားခဲ့ပါပြီဗရန်များမြေကထွက်သမျှကြောင်နီဗရန်များကြောက်ပြာနီလာကုန်းနီလာခရမ်းရောင်ဥဒ္ဒဖျားအဖြူအိုဝါတို့ကအမာဆင့်ကြောင်များပဲဖြစ်ပါတယ်မိုးကုတ်အမာလို့ခေါ်ကြတယ်အမာမှာခေါ်ပါတဲ့ပြီးတော့အညက်မှာခေါ်လုံးဝမပါပါအမာဆင့်ကလွဲရင်တော့ကျန်တဲ့ကြောင်ရောင်စုံတွေဟာအညက်ကြောင်များပဲဖြစ်ပါတယ်ဘလောက်ရောင်စုံရှိသလဲဆိုရင်မရေတွက်နိုင်ဘူးလို့ဆိုရမှာပါအမျိုးမြေနာမတွေများသလောက်အယောင်သွေးတွေကလည်းစုံမစုံဆိုတော့လက်ဝဲရတနာတစ်ခုနဲ့တစ်ခုအသွေးရောင်ကဆင့်တူဖို့ခက်လာပါတယ်ရှေးမြန်မာမင်းလက်ထက်အစောပိုင်းကဆိုရင်နီလာလို့ခေါ်တဲ့ကြောက်ပြဟာရတနာတန်းမဝင်လို့ဒီတိုင်းပဲတွင်းတော့ကကြောက်ဖြုံးပုံတွေကိုလွန့်ပြေကြတာပါအညက်ဆိုတာကတော့ကောက်တောင်မကြည့်ကြပါဘူးဘယင်ကိုဆက်ရတာကဗဒံများလို့ခေါ်တဲ့ကြောက်နီများတော့အများဆုံးရှိခဲ့တာပါနန်းစင်ဗဒံများတွေဟာလည်းအများအပြားကြောက်နေနေတာဖြစ်ပါတယ်မြန်မာတို့ရဲ့ဗဇက်ဖျားမှာခိုရီတိုင်းပြောစမှတ်တွင်ရခဲ့တဲ့ကြောက်ကတော့မြန်မာနန်းစင်ရတနာယတိ90ရှိတဲ့ငမောက်လို့ခေါ်တဲ့ဗဒံများအနေပွင့်ကြီးပါမြန်မာတို့တိုင်းတစ်ပတ်လက်အောက်ကိုရောက်ပြီးတကားလားခေတ္တကြည့်ပြရသေးဆိုပြီးအဘိပိုင်းသိမ်းသွားတဲ့တန်ဖိုးဖြတ်လို့မရတဲ့ဗဒံများကြီးပါဒုတိယကြောက်ကယတိ20ရှိတဲ့လောကတင်လေးကြောက်တတိယကြောက်က49ယတိရှိတဲ့လောကတင်ကြီးကြောက်စရုဒ္ဓက10ယတိရှိတဲ့စံကြောက်တော်ပြစ္စမက6ယတိရှိတဲ့စင်မတော်ကြောက်စတ္ထမက10ယတိကျော်ရှိတဲ့နဂါဘုံမျိုးဝင်ကြောက်စသဖြင့်ပေါ်လေမတ္တမယမဝင်တဲ့နန်းစင်ရတနာများပြားကိုပါအင်္ဂလိပ်တွေကမတရားသိမ်းယူသွားခဲ့တာပါတော်လန်ရေးဆိုရလက်ထက်မှာနန်းတော်ပစ္စည်းတွေတချို့ပြန်ရပေမဲ့တန်ဖိုးကြီးတဲ့ရတနာတွေရွှေကိုလေးရုပ်တွေကတော့ပြန်မရပါဘူးဒါကဗရန်များအနေနဲ့ပတ်သက်လို့အနှဲငယ်တင်ပြခြင်းပါယခုခေတ်မှာတော့ရှေးရှေးတုန်းကရောင်းစားမရလို့ဆွန့်ပြေခံခဲ့ရတဲ့နီလာကြောက်ပြားဟာလည်းဗရန်များအနေနဲ့တပ်ဖို့ချင်းညီမြလို့နေပါအခြေအနေကိုရောက်နေခဲ့ပါပြီနီလာဟာတန်းဝင်ရတနာဖြစ်နေခဲ့ပါပြီရှေးတုန်းကလက်နဲ့တောင်တို့မကြည့်ပဲကြောက်ရွေးသူဟာလက်ခက်နဲ့တွင်းထုတ်စွန့်ပစ်တဲ့အညံ့အုပ်စုရောင်းစုံတွေကလည်းဈေးကွက်မှာတွင်ကျနေပါပြီအဲ့ဒီအညံ့မျိုးတွေမှာရွှေတွင်းဝါဆိုတာကလည်းပါပါတယ်ရွှေတွင်းဝါဆိုတာတလင်းကြောက်ဝါနဲ့ဆင်းပေမဲ့သူကပို့ပြီးတော့တောက်ပြောင်တာကိုတွေ့ရပါတယ်မိုးကုတ်တခွင်မှာရှေးခါကရွှေတွင်းဝါတွေဘာတွေကိုမကောက်ကြပါဘူးရောင်းစားလို့မှမရတာနောက်တစ်ခေတ်ကျမှရွှေတွင်းဝါကဈေးကွက်ဝင်လာတာပါဒါကလည်းအညံ့ဈေးဆိုတော့ဘာမှမတန်ပါဘူးကြောက်ကုန်တဲ့လောကစာရေးသူကျွန်တော်ရဲ့တနင်္လာလို့ခေါ်တဲ့ငွေနံကကံရသည်မှာပါဆိုရရင်တော့ကံမှာကြောက်ပေါက်တဲ့သူလို့ဆိုကြပါတယ်ဒီတော့ကံမှာကြောက်ပေါက်တဲ့လူဟာလူချစ်လူခင်ပေါ်များမယ်လို့ကျွန်တော်ရဲ့တငယ်ချင်းဝင်းထွန်းကဟောတာပါပဲကံမှာကြောက်ပေါက်တူမမီတောက်တိမ်မောင်ချင်းသေးဟုတ်လို့တော့ကြားဖို့ပါတယ်အဲ့ဒီသုံးချက်ညီတယ်ဆိုရင်အဲ့ဒီလူဟာတခုခုထွန်းတောက်တတ်တယ်ဆိုကိုဗျအဲ့ဒီသုံးခုမှာကျွန်တော်ကကံမှာကြောက်ပေါက်တဲ့သူလို့ဆိုရမှာပါဒါကကောင်းတဲ့ဘက်ကပြောတာပါဒါပေမဲ့စာရေးသူကတနင်္လာသားဖြစ်နေပြန်တော့အဲ့ဒီငွေနံကြိုးကွင်းမှာပြန်ကအိမ်မှာကြနေတဲ့လူအစိုးဘက်ကဟောပြန်ပါတယ်ငွေနဲ့ပတ်သက်ရင်တက်တောင့်တက်တာရှာလို့မရပါဘူး
ပေါ်ပါသောအသက်မွေးဝမ်းကြောင်းလုပ်လို့မရဘူး။ကုံယုံပြီးပင်ပန်းရှာနိုင်လွန်းမှတော်ယုံကြတယ်ဆိုတော့ငွေနှံညံ့ပါတယ်။ငွေရှာခမဲလက်ထက်ငွေမပြေဘူးနဲ့ငွေနဲ့ပတ်သက်တာအကောင့်ကိုမရှိပါဘူး။ဒါနဲ့ဆိုင်ဆိုကျွန်တော်1986ခုနှစ်မှာမိုးကုတ်မှာအိမ်အောင်ကြပြီးရောက်ပါဖြစ်သူမျိုးအောင်ကြီးနဲ့ကြောက်ရောင်းဝယ်တွဲပြီးတော့လုပ်ဖြစ်ပါတယ်။ဘယ်မှာသွားပြီးဝယ်ခဲ့တယ်လဲဆိုတော့ပြောင်ကောင်းဒေသတစ်ခွင်းနဲ့ကျောက်စင်ဝင်းကျင်ပါပဲ။ကျောက်စင်ရွာဟာပြောင်ကောင်းရဲ့တောင်ဘက်ကျောမှာတည်ရှိတဲ့လီလျှော်ရွာပါ။ကျောက်စင်ရဲ့နောက်ဘက်စင်ကြီးလျှောတောင်စင်လိုင်းတိုင်းသွားရင်နတ်ဖိတ်ပန်းတော်ဘက်ကိုရောက်ပါတယ်။အဲ့ဒီဒေသတွေကြတော့မြင်မာတဲ့မြေတောင်တွေကိုမြို့တိုက်ကြတာများပါတယ်။ထွက်တဲ့ကြောက်ကအညံတုံကြီးတွေပါပဲ။အညံတုံဆိုလို့တေးသေးလေးမထင်လိုက်ပါနဲ့။ကြရလုံးတပိတ်လုံးလောက်ရှိတဲ့ကြီးမာတဲ့အညံတုံကြီးတွေပါ။အလေးချိန်အတော့ကိုစီးပါတယ်။အဲ့ဒီအညံတုံကြီးဟာခရစ်စတယ်ပုံဆောင်ထားတာတွေကြောင့်အညံပုံလေးမြောက်ချွင်ကြီးတွေများပါတယ်။အထက်မှာအညံပန်းကြီးလားအညံစီကြီးလားမဲနေကြီးလားခရမ်းကြီးလားအညံပန်းတို့ကြီးလားမဲနေပြားကြီးလားဆိုတော့မမြင်ရပါဘူး။ဘာလို့လဲဆိုတော့သူကိုပြောင်မိုင်းကျွေးချော်တစ်မျိုးကအခွင့်ဖြစ်အုပ်ထားလို့ပါပဲ။ဘိုင်ရှင်တွေကအဲ့ဒီအကျွေးခွင့်ကိုတစွန်းတစတော့ထုတ်ပြီးတော့မဖွင့်ရပါဘူး။ဖွင့်ရင်ထိပ်ဖြားရဲ့တနေရာကိုဓမ္မအနှောက်နဲ့ထုလိုက်ရုံနဲ့ပွင့်ထွက်သွားပြီးအထက်ကဘာကြီးဆိုတာကိုမြင်နိုင်ပါတယ်။ထုတ်ပြီးဖွင့်လိုက်လို့လုံးဝဈေးမရှိတဲ့ဈေးကြီးခရမ်းကြီးပန်းတို့ကြီးမဲနေပြားကြီးဖြစ်သွားရင်တော့မဟုတ်ကြောက်သားကဖန်သားမှန်သားမဖြစ်ပဲပိတ်တိတ်ပိန်သားဖြစ်သွားရင်တော့ဝယ်တဲ့လူကမဝယ်တော့ပါဘူး။ရောင်းရင်တော့မှပေါ်လို့ပေးလဲပဲဈေးရမှာပါ။အဲဒါကြောင့်အဲ့ဒီဒေသကတွေးရသမျှကြောက်တုံးကြီးတွေဟာကျွန်တော်တို့ခေါ်အညံ့မဲနေပြောင်းမဲနေနေတုံးကြီးတွေတော့တွေးရလေရှိပါတယ်။ဆိုရရင်တော့စွန့်ကြောက်ဘေးနီးကြောက်တွေတာဖြစ်ကြပါတယ်။အဲ့ဒီတုံးကြီးတွေကိုပြလို့ဈေးမေးလိုက်မယ်ဆိုရင်អော်လိုက်ပုံကလန့်စရာတောင်ကောင်းပါတယ်။အနာကိုမသိနိုင်တဲ့ဈေးတွေပါ။အဲကြောင့်မသေးချာမရရတဲ့အညံတုံးကြီးတွေကိုတစ်ခါမှမဝယ်ဖြစ်ခဲ့ပါဘူး။အဲ့ဒီညံတုံးကြီးတွေဝယ်သွားပြီးခွဲကြည့်တဲ့အခါမှာအညံပန်းလေးဖြစ်မယ်ကြောက်သားကဖန်သားမှန်သားလေးဖြစ်မယ်ဆိုလို့ကတော့အဲ့ဒီလိုကြောက်အောင်တာပါပဲ။အညံပန်းဆိုတာအမစင်နေနေဈေးရှိတဲ့အညံလောကရဲ့ဘယင်ကြောက်ပါအလားဆုံးကြောက်ဆိုပါတော့အဲ့လိုဆွေရပြီးအောင်လိုက်လို့ကတော့အဲ့ဒီလိုနေချင်းညချင်းတတိထဖြစ်တော့တာပါပဲစဉ်းစားကြည့်ပါအညံပန်းစစ်လေးငါကားရဲဆိုရင်ဈေးကကောင်းကင်မှာရောက်နေတာဆိုတော့လေးငါပိတ်တဲ့ချိန်လေးရှိပြီးအပွင့်ပေါင်းတောင်းချီထွက်တော့တတိမဖြစ်ခံနိုင်ရလားဒါကကြောက်ကုန်တဲ့လောကရဲ့အတွေ့အကြုံနဲ့မြင်ဘူးကြဘူးချင်းပါကြောက်ကိုနားမလဲတူမှုသားမပါလင်္ကာမချောဆိုတာကြောက်ကုန်တဲ့လောကရဲ့အမာခံစကားပါကြောက်ကုန်တဲ့လောကဟာအရှိကိုအရှိတိုင်းအမှန်ကိုမှန်တိုင်းပြောလိပြောထမရှိကြပါဘူးဘယ်ကုန်တယ်မဆိုမှုသားစကားသုံးရစမြဲပါတသိန်းဝယ်တာကိုတသိန်းဝယ်တယ်လို့ဘယ်ပြောမှလဲအရင်3သိန်းကြတယ်ဘာညာပြောကြတာထုံစံပါ2သိန်းပေးရင်တော့အရင်မရောက်သေးဘူးလို့ပြောတတ်ကြတာထုံစံပါဒီတော့မှုသားစကားပြောရမှာအလွန်ကိုဝင်လေးတဲ့ကျွန်တော်ဟာကြောက်ကုန်တဲ့လုပ်ငန်းနဲ့သဟဇာတာမဖြစ်လာပါဘူးမဟုတ်တော့ကိုလိန်ညာပြောရရင်အလွန်ရှက်စိတ်လေးဖြစ်ပြီးတော့မနေတဲ့မထိုင်တဲ့ဖြစ်ကမျက်နှာထူပူနေတတ်ပါတယ်လိန်ညာပြောရမှတော့ဝင်လေးတာမရှိပါဘူးဒါနဲ့ပဲအယောင်းဝယ်ကုန်တဲ့လောကကိုရှစ်လလုပ်ပြီးတာနဲ့စက်ထားတဲ့ကြောက်ဝယ်ထားတဲ့ကြောက်တွေမြို့အောင်ကြီးရဲ့လက်ထက်ကိုထည့်ပြီးကြောက်ဖြောက်ကိုပြန်ပြီးတော့တွင်းတူးတဲ့လုပ်ငန်းကိုပြန်လုပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဇီးရိုင်းနဲ့မကြိုက်တာကတကြောင်အရင်ကြီးပြုတ်လို့နေဖြစ်တာကတကြောင်ကြောင့်အလွင့်ကိုပင်ပန်းဆင်းရဲပြီးသက်ဆွမ်းဆန်းပြောင်းကြိုးစားလုပ်ကိုင်ရတဲ့တွင်းသမားဘဝကိုပြန်ပြီးတော့ခုံစင်ခဲ့တာပါအဲ့ဒီကြောင့်မှငါတကယ်ချင်းဟောတာမှန်လိုက်တာလို့လက်ခံလိုက်ပါတယ်အတော်တန်ကိုလက်မခံတတ်တာကျွန်တော်ရဲ့ဝါသနာပါဘယ်ရမစို့ပြောတိုင်းမယုံတတ်ပါဘူးကျွန်တော်ကြောက်ကုန်တဲ့လုံနေစဉ်တွင်အလက်ချင်းတွေမှာစိန်ဘူးတော်သွေးတဲ့ဆရာကြီးဦးဆန်းညွန့်ရဲ့အိမ်ကိုသွားပြီးထိုင်တတ်တော့စကားဆက်မိပြီးဦးဆန်းညွန့်ကမေးပါတယ်မောင်ကျော်စိုးတို့ကကြောက်ဘဲမှာသွားပြီးတော့ဝဲကြတာတော့ကျွန်တော်တို့ပြောင်းကောင်းဘက်ကိုတက်ပြီးတော့ဝဲကြတာပါဒါဆိုမျိုးအောင်ကြီးရဲ့ရောက်ခမဦးကျင်း6ရဲ့အိမ်မှာတဲတာပေါ့ဟုတ်ပါတယ်အင်းကျောက်ကဦးကျင်း6ရဲ့အိမ်မှာတဲတာပါ
မင်းတို့ကြောက်စင်ဘက်ကနှစ်ဖိတ်ပန်းတော်ဘက်တွေမရောက်ဘူးလားကွာရောက်ပါတယ်ဘိုးဆန်းညွန့်အဲ့ဒီဘက်ကကြောက်သေးကြောင်မွားသိမတွေ့ရပဲတပိတ်လုံးလောက်ညံလုံးကြီးတွေပဲတွေ့ရတာများတယ်ဈေးကောင်းတာတွေများလွန်းတော့မစီရဲပါဘူးလှုပ်လေလှုပ်တာမရှိတော့လဲမလှုပ်ရဲပါဘူးဗျာအဲ့ဒီဘက်ကအညံတုံးကြီးတွေကတော့ဖြစ်ရင်စားမဖြစ်ရင်သွားပဲကွာစွန့်ကြောက်ကြီးတွေပဲငါအဲ့ဒီဘက်ကရွှေတွင်းဝါတုံးကြီးတုံးရခဲ့ဘူးတယ်ကွာဘယ်လောက်ကြီးသလဲဆိုတော့ရွှေနွေးတဲ့ကြရလောက်နင်းနီကိုရှိတာအဲ့ဒီလာရောက်တဲ့လူကလီရှော့ပဲကွာသူကငါတလင်းနေဝဲတယ်ဆိုတာကိုကြားတော့စုံစမ်းပြီးလိုက်လာတာပေါ့အဲ့လူဟာကြောက်ကိုလုံးဝနားမလဲတဲ့လီရှော့တူပဲကွာကြာတော့ကြာခဲ့ပါပြီကွာငါပြောပြမယ်တလင်းဝါတုံးကြီးဦးဆိုင်ရွှေဟာတာဖြစ်သူတွေးနေတဲ့စေဘူးတော်ကြီးကိုကြည့်ရှုစစ်စစ်ပြီးလိုအပ်တာတွေကိုညွှန်ပြပေးနေချိန်မှာပဲကြောက်သွေးခန့်ရဲ့ပြင်ကဒေါ်မြတ်ရဲ့ခေါ်တန်းကိုကြားလဲရပါတယ်ကိုဆိုင်ရွှေဒီမှာဧည့်သည်တယောက်ရောက်နေတယ်ပစ္စည်းပြခြင်းလို့တဲ့အဲ့ဒါခဏထုတ်ခဲ့ပါဦးတော့အေးလာပြီဆိုပြီးတော့အေကန်တွေကထွက်လိုက်တော့ဒေါ်မြတ်ကရင်တွေချမ်းထညက်ဘူးနဲ့အခန့်နေပါတယ်ကြည့်လိုက်ကလေးကလီရှော့တူမှန်သိတယ်ပေါင်းမိပြောင်းအင်ကြီးပြားများကြောင့်ဝိဇ္ဇုံကိုကြည့်လိုက်ရုံနဲ့သိချင်းဖြစ်ပါတယ်မိုးကုံမှာများပြားနေထိုင်တဲ့တိုင်းရင်းသားကရှမ်းရဲပလောင်ရဲလီရှော့ရဲပမာရဲအများဆုံးပါပဲကျန်တဲ့တိုင်းရင်းသားကရှိတော်ရှိတယ်ရှားတယ်လို့ဆိုရမှာပါနီပေါနိုင်ငံကခေါ်တဲ့ခါတွေကတော့အင်္ဂလိပ်စစ်ဘာဒီအဖြစ်တာဝန်ထမ်းရင်းနဲ့ရောက်လာရကနေပြီးတော့အင်္ဂလိပ်တွေပြေးတော့ခေါ်တဲ့ကားတွေဟာမြန်မာနိုင်ငံမှာအများပြားကျန်ရစ်ခဲ့ပါတယ်သူတို့ဟာတောင်တန်းဒေသတွေဖြစ်တဲ့မိုးကုတ်တောင်ကြီးမြကြီးနားမြင်းဦးလွင်စတဲ့ဒေသတွေမှာခြံလုပ်ငန်းတွေကိုအခြေပြုလုပ်ကိုင်ရင်းနဲ့နေထိုင်ကြပါတယ်မိုးကုတ်ခေါ်တဲ့ကားတွေကြတော့အမြင့်ကျလာပြီးတဲ့နောက်ပိုင်းမှာကျောက်လုပ်ငန်းတွေလုပ်ကိုင်လာကြပါတယ်ဒါကြောင့်မိုးကုတ်တောင်ကြီးမှာရှိတဲ့ခေါ်တဲ့ကားအတော်များများစီးပွားဖြစ်ထွန်းကြပါတယ်တောင်ကြီးခေါ်တဲ့ကားတွေကတော့မိုင်းရှုကိုအမိပြုကြတယ်မောင်ရင်ကဘေးပါကတော့ကွနတ်ဖိတ်ပန်းတော်ဘက်ကပါမောင်ရင်မှာပြစရာရှိရင်ပြလေတလေးပြူတုံးကြီးလားမဟုတ်ပါဘူးတလင်းဝါတုံးကြီးပါမိုးကုတ်တစ်နေ့လုံးမှာတလင်းဝဲတာဆိုလို့စိန်မှုတော်သွေးနဲ့မြင့်မှန်လုပ်ငန်းလုပ်တဲ့ဦးဆန်းညွန့်တူတဲ့သားရှိတာကြောင့်ဘယ်သူတလင်းပဲရအောင်ဦးဆန်းညွန့်စီကိုလာပြီးတော့ပြကြတာထုံစံပါတလင်းကလည်းကြီးမှကောင်းမှဝဲပါတယ်တလင်းတုံးကြီးတွေကိုအသေးချောင်းအပြည့်နာစာကြည့်ပြီးဦးဆန်းညွန့်ကမတရားမနှိမ့်ပဲတင်တင်အောင်ဈေးဖြတ်ပြီးဝဲတာမို့နာမည်ရတဲ့ဆရာကြီးပါဒီရှောကပါလာတဲ့တလင်းတော်ကြီးကိုအိတ်ထဲကထွက်ပြီးတော့ဦးဆန်းညွန့်ရဲ့ရှေ့မှာတင်ပြပါတယ်ဖန်သားမှန်သားဖြစ်ပေမဲ့ဝဲရရှက်ရပလက်ဘွားနဲ့ပေါ့ကြရကြီးခန့်အရွယ်ရှိပြီးတော့ဝါညင်းညင်းနဲ့လိမ္မော်နူသွေးပြည်နေပါတယ်မောင်ရဲ့တလင်းတုံးကအပြစ်နာစာများလိုက်တာကွာဘယ်လောက်နဲ့ရောင်းပါလဲကျွန်တော်1000လောက်ရချင်ပါတယ်ဆရာကြီးမင်းတောင်းတာများလိုက်တာကွာဒါတဲ့ဘေးရဲကောကထွက်တဲ့တလင်းလေကွာကျွန်တော်တို့နတ်ဖိတ်ပန်းတော့ကပါပဲဒါဆိုရင်ဒီလိုလုံးမောင်းရင်ဦးလေး9000ပေးလိုက်မယ်ရနိုင်မလားဒါကမိုးကုတ်မှာဘယ်သူမှမပေးနိုင်တဲ့ဈေးပဲမောင်းရင်ပြချင်တယ်ဆိုရင်လိုက်ပြီးပြပါဦးမပြတော့ပါဘူးဆရာကြီးရဲ့တော့ကလာကလေး1000တော့တိုးပေးလိုက်ပါဦးဟောအေးဟုတ်တာပေါ့ဝေးကြီးကနေထမ်းလာရတာမောင်ရင်ပြောတာဟုတ်ပါတယ်ကဲ6000နဲ့ဦးလေးယူထားလိုက်ပါမယ်ဟုတ်လားနောက်လဲလာပြီးတော့ရောင်းပေးဦးနော်ဟုတ်စိတ်ချပါဆရာကြီးမမြရေဟောဒီဆရာအတွက်ပိုက်ဆံ6000ယူလာခဲ့ပါကွာအဲ့လိုတော်မြတ်စီကိုလှမ်းပြီးအကြောင်းကြတော့တော်မြတ်ကအိမ်မော်တက်ပြီးပိုက်ဆံ6000ယူလာပေးပါတယ်ဒါနဲ့လီရှောဟာပိုက်ဆံယူပြီးတော့ထွက်သွားပါတယ်ရွှေတွင်းဝါလီရှောထွက်သွားတာနဲ့တပြိုင်နက်ဦးစံညွန့်ဟာအတော်လေးတဲ့တလင်းဝါတုံးကြီးကိုလူများတွေမြင်မှာစိုးတာကြောင့်ခက်တော့ကောင်းပါပြီအိမ်မော်ကိုတက်မယ်ပြူပါတယ်အဲ့ဒါကိုဒေါ်မြန်ကကြည့်ပြီးတော့ရီပါတယ်ကိုစံညွန့်ရဲ့ရှင်ဟာကကြီးကြောင်ကြီးနဲ့တခိုးလူမိမဲ့ပုံစံနဲ့ဒီတလင်းတုံးကြီးကိုဘာကိစ္စအိမ်မော်တင်သွားအောင်ပါတော့ဟဲ့ငါမြိုင်ဒါတလင်းမဟုတ်ဘူးရွှေတွင်းဝါတုံးကြီးကသိလားတန်ဖို့တော်ရှိတယ်မမြိုင်ရဟိုကဘာမှမသိလို့ပေါ်လော်ပလဲရောက်သွားတာဟောတော့ပွားပြီဟာမမြိုင်ရအဲ့လိုပြောပြီးအိမ်မော်ကိုတက်သွားပါတယ်ဒေါ်မြိုင်ကတော့ရီးပြီးကြံခဲ့ပါတယ်ဦးစံညွန့်ဟာရွှေတွင်းဝါတုံးကြီးကိုနေပန်းနာမှာချပြီးမှန်ဘလူးနဲ့ကြည်ပါတယ်ပြီးတော့မှကြောက်ထက်တဲ့ထာကိုချပြီး
ကြောက်ကြီးကိုထည့်လိုက်ပါတယ်စိန်မှုတော်တို့မြင့်မှန်တို့ဆိုတာကအယောင်းတော့တဲ့ပစ္စည်းတွေမဟုတ်တော့အဲ့ဒါကိုကြီးဇောက်ချလောက်ကိုင်းနေလို့မရပါဘူးကြောက်သွေးလုပ်ငန်းလေးလက်ခံလောက်ကိုင်းဆောင်ရွက်ပေးရပါတယ်အယောင်းဝယ်လေးဆွဲဖက်ပြီးလောက်ကိုင်းရပါတယ်ဆွဲစုပ်လောက်ကိုင်းတာပါအခုလက်ကံကောင်းထောက်မှတာကြောင့်ကြီးမားတဲ့ရွှေဝါတုံကြီးကိုအိမ်နဲ့ရောက်လာပြီးတော့ဈေးပေါပေါနဲ့ရောင်းချပေးသွားခဲ့တာပါသူရဲ့တက်မှာရွှေတွင်းဝါဆိုတာအကြီးဆုံးလက်ညှိုးလက်မလောက်သာမြင်ခဲ့တွေ့ခဲ့ဘူးတာပါတက်လုံးဒီတစ်ခါလောက်သာဒီလောက်ကြီးမားတဲ့ရွှေတွင်းဝါတုံကြီးကိုမြင်ဘူးတွေ့ဘူးတာပါပဲကြောက်သွေးပညာလေးရင်းတဲ့အတွက်မြင်ုံတဲ့ရွှေတွင်းဝါကြောက်ကြီးမှန်ဥဆန်ရွက်တီးခဲ့ပါတယ်တလင်းကြောက်သားထက်ရွှေတွင်းဝါကြောက်သားကပို့ပြီးတော့တိတ်သေးပါတယ်အဲဒါကြောင့်အတွေ့အကြုံရင်းသူပြီးတီးခဲ့ခြင်းဖြစ်ပါတယ်တွင်တူသမားတွေဆိုတာကြောင်နားလေတဲ့သူရှားပါတယ်ဒါပေမဲ့ဟန်ကိုဖို့ဆိုတာလို့သူကတလင်းဝါဆိုတော့ကိုကပါရော့ပြီးတလင်းဝါလှုပ်လိုက်တာပါပဲအဲဒါကြောင့်6000နဲ့ပိုးချောင်ကောင်ရလိုက်ခြင်းပါတလင်းမှာရတနာတန်းဝင်တဲ့တလင်းနေတလင်းပြောင်တလင်းစိန်တလင်းခရံတလင်းပန်းရောင်တလင်းဝါဆိုပြီးတော့ရှိပါတယ်ဒါတွေကြတော့အညံ့ပေမဲ့အထက်လျောက်ဈေးရှိတယ်ဈေးမရှိတာကတလင်းညုံနဲ့တလင်းနဲ့ပါအဲ့ဒါတွေကြတော့နေကမျက်မှန်တွေ့ကြပါတယ်ရတနာတန်းမဝင်တယ်လို့စိန်မှုတော်လည်းတွေးလို့မရပါဘူးခုခေတ်မှာတော့မျက်မှန်လုပ်ငန်းလုံးဝမရှိတော့ပါဘူးမျက်စိအေးပေမဲ့လေးတာကတကြောင်စေးကြည့်တာကတကြောင်ခင်မမီတာကတကြောင်ကြောင့်မျက်မှန်လုပ်ငန်းတင်ကောသွားပါပြီကြောက်ကြီးကိုနေမှာထောင်ကြည့်လိုက်နဲ့တနအီလောက်ကြောင်ပေါင်းကြောက်ညက်တဲ့ကွညက်ကြီးကိုယူလာပြီးကွညက်ကောင်းတဲ့ကြောက်ရဲ့အဆွင်းကိုခက်ဆက်ဆက်အားထည့်ပြီးတော့3-4ချက်အရင်မှာကြောက်ကနေငယ်ဝဲကြည့်ပြီးတော့ဖွာကနေမြည်ပြီးတော့ထားတဲ့ကိုကြာလာပါတယ်လက်တန်းလုံးခန့်တညိုဖြာခန့်နဲ့အရွယ်စားဓာကြောက်တွေဟာထားထဲမှာဝါထိန်သွားပါတယ်ဒါတော့မှလက်သီးစုပ်ကမရှိတရှိကွေးကြည့်ပြီးတော့ကြာချင်းမှာအပွင့်ပေါင်းရာချီပြီးတော့ထွက်လာပါတယ်ဝမ်းသာလိုက်တယ်မှာပျော်စရာမရှိတော့ပါတွေးတဲ့အခါအနေငယ်ကွဲကြည့်ကြလာတဲ့အရွယ်တီးတီးကြောက်တွေကိုတပွင့်ချင်းမျက်မှန်နဲ့သေးချောင်းစစ်စစ်ကြည့်ပါတယ်ကြီးတဲ့ကြောက်တွေကိုအပြစ်နာစာလွတ်မလွတ်မှန်ဘလူးနဲ့စစ်စစ်ပြီးကွညက်နဲ့ညက်တနာညက်ပြီးပြုတ်ပြင်ရပြန်ပါတယ်နောက်ပြီးမှဖိုးစီကိုခေါ်ပြီးပြကဟေးဖိုးစီရဲ့ဒီကြောက်တဲ့မင်းကောင်လေးနဲ့တွေးပြီးကရောင်ဝမ်းဆက်လောက်ကွာလိုရရင်ထပ်ပြီးတော့ခွဲလိုက်မယ်ဟောလားအဲလိုညွှန်ကြပြီးကြောက်ကြီးကိုဝင်းနဲ့ထုတ်ပို့ပြီးအခန်းနဲ့ထည့်သိမ်းထားပါတယ်ဒီလိုနဲ့ဖိုးစီနဲ့တပည့်နှစ်ယောက်ပုံကျန်လောင်တာပလာကြောက်တန်းထဲမှာပြန်တက်မပြင်းမှာညှက်နဲ့ကွက်ချပြီးရင်အယောင်တင်နဲ့အလုတ်လျှော့ကုန်ပါတယ်တာပလာရိုက်တယ်ဆိုတာကစိန်ပုံသွေးခြင်းမှာစိန်ပုံမြပုံသွေးရင်လုံးကျောနဲ့ခေါ်ကြိုးကိုသွေးတယ်လို့အလွယ်နဲ့မရပါဘူးအကွက်လေးတွေကိုစနစ်တကျညှက်နဲ့သွေးပြီးညှက်နဲ့အယောင်တင်ရခြင်းမှာအလွင့်ကိုအသေးစိတ်တဲ့လုပ်ငန်းမှာကြောက်ကိုပုံလောင်းပြီးအယောင်တင်လိုက်တာနဲ့လက်ဖက်ရည်ကျန်းရောင်ဝါပြီးတော့ကြည်လည်နေပါတယ်လှလိုက်ဒီမှာပြောစရာမရှိပါဘူးအပြစ်နာစာကင်းတာကြောင့်အလွန်လာတဲ့ကြောက်မျိုးစားတွေပါတစင်းနဲ့တသွေးတွေပါနက်ကလက်ဆွဲကရောင်ကျိုးလက်ကောက်လက်ဆွဲရင်ထုံစထုံဆိုတာတွေကိုစုံစည်းအောင်ပုံစံပြုတ်ပြီးတစုံစရောင်းတဲ့ခါမှာတစုံရောင်းတာနဲ့ပဲအရင်ကြည့်ပြီးတော့အမျက်များစွာထွက်ခဲ့ပါတယ်ကျန်တော့အမျက်တွေကြီးပါပဲခေတ်ကာလအနေနဲ့တော်လိုင်းရေးကောင်းစီတက်ပြီးစခင်မှာပါ6000ဆိုတဲ့ငွေကလည်းရွှေနဲ့တွေ့ရင်မနေလာတဲ့ခေတ်ပါအစုံပေါင်းများစွာမောင်ကျော်ဆိုရင်အဲ့ဒီရွှေတွင်းဝါတုံးကြီးကလက်ဝဲရတနာအစုံပေါင်းများစွာထွက်ခဲ့တယ်ကွာလှလိုက်တာကွာရောင်းရက်စရာမရှိပါဘူးဒါပေမဲ့တို့ရဲ့မိသားစုကမင်းမြင်တဲ့အတိုင်းပဲလေကွာမဖြစ်မနေရောင်းစားနေရတာပါပဲကာလတော်ကြအောင်မတောင့်မတပြည့်စုံခဲ့ပါတယ်ဒါပေမဲ့အိုးတဲ့အိုးကောင်းမကန်ရဘူးဆိုတာလိုပါပဲငါတို့မိသားစုမှာအဲ့ဒီလက်ဝဲရတနာရွှေတွင်းဝါတုံးတလီတောင်မှမကြံခဲ့ဘူးကွာရောင်းစားရင်နဲ့ကုံသွားတော့တာပါပဲလူဆိုတာတစ်သက်မှာတစ်ခါတော့ဒီလိုပဲအကျိုးပေးတတ်တယ်ကွာကံပေးလာတဲ့ဒီနေ့မှာကြောက်ကကိုရှာပြီးအိမ်မော်တက်လာခဲ့တာငါရဲ့လက်တွေပဲကွာအဲ့လိုပြောပြခဲ့ပါတယ်သူပြောတာနဲ့ကိုအဲ့ဒီရွှေတွင်းဝါအញ្ញမ်းကြောက်တွေကိုကျွန်တော်ရဲ့မျက်စိတွေကအခုထိမထွက်နိုင်ပါဘူးမှန်စားပြီးမြင်းအောင်ကလွမ်းနေသေးပါဥဆန်ညွန့်ဒေါ်မြိုင်နဲ့သားဖိုးစီတို့တွေလူလောကမှာပျောက်ကွယ်သွားကြပေမဲ့ဘိုးဆန်ညွန့်ရဲ့ရွှေတွင်းဝါကြောက်ရိုင်းတုံကြီးအကြောင်းကိုအခုထိကြားရောက်နေသေးပါပဲ
ကိုလင်သူစိန်မှုတော်တွေ့တဲ့ဆရာကြီးဦးဆန်းညွန့်ကိုအမတ်တရဥခိုင်လျက်ချမ်းမြေကြပါသည်ရွှေပြည်စိုးမိုးကုတ်စာရေးသူဆရာကြီးရွှေပြည်စိုးမိုးကုတ်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားစံချိန်ကမ်မီယာဖြစ်ရမှန်ဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးကတော့ဆရာဂျူးနီကျိုပင်ကောက်လေဒီရေးသားထားသောထုံနာကျင်နာပြောက်စီတဲ့တဘောင်ဝကချင်ဆေးနီလို့အမည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးပဲဖြစ်ပါတယ်အခမ်းအနားဖွင့်လှစ်ပြီးလို့နေ့လည်နေကင်းလက်ဖက်ရည်ဝိုင်းမှာသတင်းမီဒီယာနဲ့စာပေရေးရာတွေကိုဆွေးနွေးပြောဆိုနေကြစဉ်ရေကြီးရွာမှမောင်မြင့်စောဟာလက်ဖက်ရည်ဝိုင်းကိုဝင်ရောက်လာရာကျွန်းကတော်ရွာမူကင်းသတင်းတောက်ဦးလာဆုံးမောင်မြင့်စောနဲ့မိတ်ဆက်ပေးပြီးမောင်မြင့်စောမှာထုံနာကျင်နာဆွဲကပ်နေအောင်ကချင်ဆီယာမကြီးရဲ့တဘောဝစေးနီးနဲ့ပျောက်ကင်းသွားကြောင်းပြောပြသဖြင့်စာရေးသူမောင်မြင့်စောကိုမေးမြန်းရာမောင်မြင့်စောပြောပြသည်မှာမောင်မြင့်စောဟာလွန်ခဲ့တဲ့တနေ့ကျော်ခန့်ကဥရုမြေပေးမှတရှိသောဖောက်ကန်ကိုကြောက်တူသွားရာဖောက်ကန်ဒေသဟာအိမ်မြဆူဆူသောနေရာဖြစ်တာကြောင့်မြေလက်ဒေသမှာနေထိုင်သောမောင်မြင့်စောလိုကြောက်တူသမားများတို့ဟာရသေးဥရုဒဏ်ကိုမခံနိုင်ကြပေထုံနာကျင်နာဆွဲကပ်လာပါတယ်မောင်မြင့်စောဟာအင်္ဂလိပ်စီကိုစီလက်ထိုးစီလက်တော့ပါတော့လေမပြောက်ကင်းသဖြင့်ကချင်ဆီယာမကြီးတို့မှတဘဝစေးကြိုပြီးတော့တိုက်ရောက်သုံးငိန်သာတော့ရပြီးယနေ့ထိတိုင်ထုံနာကျင်အောင်ပြန်လည်ဖြစ်မလာတော့ပေကျမ်းမာစွာရှိလျက်နေထိုင်လိုကောင်းပြီးအလုံများကိုကောင်းမွန်စွာလုပ်ကိုင်နေလျက်ရှိတယ်ကချင်ဆီယာမကြီးဖောဆက်ကြိုးချက်ပြီးတဲ့တဘဝသေဥတဖုစေးမောင်တေတင်မောဘူမြင့်25ချက်တောင်မြေပဲဆန်5ချက်တောင်မောလုပ်တဲ့ထညက်30တောင်စေးချိန်40ချက်တောင်ရေ80ချက်သားထည့်ပြီးစုပွဲအောင်ကျပြီး3ခွက်မျှပြီးတော့3ချိန်တောက်ရန်ဖြစ်ပါတယ်ရသေးဥဒံကိုခံရလို့ထုံနာကျင်နာဆွဲကနေသောဝေဒနာရှင်များကိုယောဂတတပြောက်ကင်းစေရန်တဘာဝစေးနီးကိုဖော်ပြပေးလိုက်ရပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီး2ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားစံချိန်မိုးကုတ်ပဒံများမြေမှာကမ်မီယာဖြစ်ရမှန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညံ့ရီသွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တော့ကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားစံချိန်လောဝဆန်ချင်းဒဲတဲ့ရင်ဖို့ပရာလောကကမ်မီယာရေမတန်မူကင်းဖြစ်ရမှဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ